လုံးတွေနဲ့ရေဖွဲ့ခဲ့တဲ့ဒီလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ကလေးလေးတယောက်ခေါ်ဆောင်လာခဲ့တယ်။အိုဖေဖေကြီးတဲ့သူခေါ်လာလေးရဲ့ရဲ့ဦးဆုံးစကားစပြောချိန်တတိယရဲ့လူဘဝကခံမရခက်တဲ့အမေဖြေကိုယ်စီနဲ့နဲ့လောကပုံစားသဘာဝပဲအချိန်တန်ရွယ်ရောက်ရင်ပေါ်စင်ရရပဲတိတ်လုံးဆန္ဒမြ